အားလုံးပဲမင်္ဂလာပါကျမကတော့မေတင်စာသိန်းဖြစ်ပါတယ် Bridge and Breakthrough ရဲ့ founder and CEO ပါဒီနေ့ကျမ sharing လုပ်ပေးခြင်းနဲ့အတွေ့အကြုံလေးတစ်ခုကတော့ company ကြီးတစ်ခုမှာ printer လေးအပ်တာကို slip ပါမဆိုတဲ့ပေါ့နော် slip ပါမရွေးလို့ရမယ်ဆိုတဲ့ plan data ကိစ္စတစ်ခုနဲ့ကျမသုံးမရတဲ့ပေါ့နော်ပြင်မရတဲ့ computer ကိုလည်းမရွေးခဲ့ပါဘူးသူတို့ကို checking လုပ်ခပေးရမယ်1000လဲကျမမပေးခဲ့ရပါဘူးအဲ့လိုမျိုးနဲ့ကျမဒီ slip မပါလို့ဆိုတော့ပေါ့နော်အကြောင်းအရာလေးနဲ့ကျမသွားရွေးတဲ့ကိစ္စကိုကျမကိုယ်တိုင်ပဲဟိုပါပေါ့နော်ကျမကိုယ်တိုင်ပဲဒီကိစ္စကိုcancel လုပ်ခဲ့တယ်ပေါ့နော် cancel လုပ်ခဲ့တယ် slip ပါမှာပဲလာရွေးမယ်ဆိုပြီးတော့ပဲပြောခဲ့လိုက်တော့တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့နော်တေးကြီးပေါ့နော်အဖွဲ့အစည်းတွေမှာကျမတို့ကခုနပြောရဲ system ပေါ့နော် system တွေဟလာဒီ form တွေ template တွေပြီးရင် checklist တွေဟလာ reference တွေပေါ့နော်လိုတယ်နောက် SOP တွေလိုတယ်လို့ကျမတို့ကပြောတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်လိုပါတယ်အဲ့ဒါကအဆင့်ပြေအောင်ပို့ပြီးတော့ထိရောက်အောင်လွယ်ကူအောင်ဖြစ်ဖို့ရည်ရွယ်ချက်နဲ့လုပ်ကြတာပါဆိုတော့အခုကျမဒီနေ့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးပေါ်မှာမူတည်ရဲဆိုရင်တော့ဒီထားတဲ့ဟလာ SOP တွေဒီထားတဲ့ form တွေ template တွေဆိုတာကအသုံးမဝင်တော့ပဲနဲ့ပေါ့နော်လွဲမှားတဲ့အတွေးခေါ်အယူဆရှိတဲ့ဝန်ထမ်းတယောက်ကြောင့်ねဒါဟာဘယ်သူဘက်မှ win မဖြစ်ခဲ့ဘူးပေါ့နော်အဲ့တော့အဓိကအဖြစ်ကတော့ company ဘက်မှာတကယ်ကိုပဲ loss ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီ printer ကိုလာရွေးဖို့သူတို့အချိန်ချင်းဖုန်းဆက်နေရတယ်။အဲ့တော့ customer ကလာရွေးတယ်။ရွေးတဲ့အချိန်မှာ slip မပါလို့ဆိုရဲဟလာအကြောင်းပြချက်နဲ့ license တောင်းတယ် license ပေးတယ်။တစ်ခါ form ထပ်ဖြည့်ခိုင်းတယ်ဆိုတော့ပြောရရင်ဟလာcomputer ဒီ printer ကသုံးလို့ရတော့တာမဟုတ်ဘူးသုံးမရတော့ဘူးပြင်မရတော့ဘူးဟာကိုကျွန်မလာရွေးပေးရတာပြီးတော့ checking လုပ်ခ1000လဲကျွန်မလာပေးတာအဲ့လို printer လဲ storage အတွက်နေရာမယူတော့ဘူးဟလာ checking လုပ်ခ fees လဲလာပေးတဲ့ customer ကို slip မပါလို့ဆိုတဲ့အကြောင်းပြချက်နဲ့ညှင်းဆန်ခဲ့တဲ့လုပ်ငန်းတစ်ခုအနေနဲ့ပေါ့နော်အနေနဲ့ရေကျွန်မသွားရွေးတဲ့ customer အနေနဲ့ဘယ်သူကနင်းတာလဲဆိုတာတော့ပြည့်တက်ကြီးပဲစဉ်းစားကြည့်ပါပေါ့နော်အဲ့တော့ကျွန်မပြောချင်တဲ့အကြောင်းအရာကတော့ကျမတို့စနစ်ရှိဖို့ပေါ့နော် system ရှိဖို့လောက်ကြတဲ့ဆိုတဲ့နေရာမှာကြည့်ရောက်ဖို့လွယ်ကူဖို့ဉာဏ်ဆန်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လောက်ကြတာပါအဲ့တော့ဒီစနစ်တွေကိုပေါ့နော်လွဲမှားစွာသုံးမိတဲ့အခါကျရင်လေဒါကြီးဟာဆုံးရှုံးမှုတွေဖြစ်တတ်ပါတယ်အဲ့ဒီ concept တွေကိုတစ်ချက်လာပေးတာပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက် post လေးတွေမှာလည်းထပ်ပြီးတော့ကြုံတွေ့တဲ့ဟာလေးတွေကိုဝေမျှသွားပါအောင်မယ်ကျေးဇူးပါ